ကျွန်တော်နာမည်က Daily 2ပါပဲဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့ဘယ်လို fish cam လဲဆိုတာပြောပြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် fish တက်လို့ပြင်ပါမယ်ဆိုတော့ကျွန်တော်လုံဝလောက်လိုက်မယ်ဒါကျွန်တော် fish တက်လို့ fish တာပါဟုတ်ပါတယ်တဲ့လုံဝမလောက်တော့ဘူးဆိုရင်တော့ခဏလေးနည်းနည်းကြည်ကြည်လေးလုပ်လိုက်အောင်ကျွန်တော်လည်းကြဲကြဲလေးလုပ်လိုက်ကြဲကြဲလေးလုပ်လိုက်အေးဟာနော်ဆိုတော့ဒီစီလေးပြန်ကြတင်မပါဘူးတင်းอ่ะဒါမို့ကျွန်တော်လူမိုးကြီးနောက်ဆက်ပြီးလူမိုးရလူမိုးလုပ်တော့ဆိုရင်တော့နေရရှိထိုးရှိအဲ့လိုလုပ်ရဒါပေမဲ့ကျွန်တော်ကခုနကနောက်ပြန်မယ်လုပ်ပြန်ဆိုတော့ကျွန်တော်ကအဲ့လိုလုပ်ဒါလိုတိုက်အဲ့လိုအဲ့ဒါကျွန်တော်အဲ့ဒါကိုကြိုက်တယ်ဒါမို့တင်းကအဲ့လိုလုပ်တော့ဆိုဒီမှာထားလိုက်ပြီးတော့အဲ့လိုတော့လိုက်ရတယ်နိုင်တာကျွန်တော်ပြန်လို့ရအဲ့ဟောဖြစ်နေဘာလို့อ่ะဒါမို့နှစ်ခုလောက်ထားလိုက်ဒါပေမဲ့အရှိရန်ကြီးအဲ့ဖြစ်သွားတယ်ဗျာအဲ့တော့အဲ့လိုမလုပ်ပဲနဲ့ကျွန်တော်တို့ဒီမလုပ်မဆိုလို့ရတယ်ဒါမို့နောက်တစ်ခုကခက်တယ်ပေါ့ဒါလက်မြင်လိုက်ရပါအဲ့လိုလုပ်ရတာတော့ဘေးကိုသွားတဲ့ဟာပေါ့နော်ဒါပေမဲ့ကျွန်တော်လုပ်တာကတော့တဲ့ပဲသွားတဲ့အတွက်ကျွန်တော်လုံးဝလုပ်ဒါမို့ PC သမားတွေက PC သမားဆိုဗျာဝေး PC သမားဆိုလုံးဝတော့အဲ့လိုလုပ်ရပါတော့ဒါပြန်လို့ရအဲ့လိုလုပ်ဒါမှအဲ့လိုမလုပ်ဘဲနဲ့ဘုံလို့ရပိုကောင်းတယ်ကျွန်တော်ကချိန်ရပါလို့ဆိုဘုံလို့ကိုမိုက်တူခေါ်တာဆိုဒီနေ့ကလောက်နောက်ကြမှာနေကြပါဗျာဘိုင်ဘိုင်